အမျိုးသားကထမင်းတုပ်ဖြေတာတဲ့အမျိုးသမီးကအဲ့ဒီထမင်းတုပ်ကြည့်နေတဲ့အချိန်မှာခွေးပိန်မာလေးတစ်ကောင်ကလာပြီးအစာတောင်းတော့အမျိုးသမီးကကြည့်တယ်ကြည်စမ်းခွေးလေးပိန်ချုံလို့ထမင်းတုပ်ကလည်းလေတဲ့ထမင်းတုပ်ကြည့်ရတာကလည်းခတ်သေးသေးလေးပေါ့တကယ်လို့ငါမျိုးသားကငါ့ကိုပိုက်ပြီးတော့ရော့ညီးတဝက်စားငါတဝက်စားမယ်ဆိုပိုက်တာပေးသူခွင့်ပြုမယ်ဆိုရင်တော့ငါရတဲ့တဝက်ငါမစားဘူးခွေးပဲလှူမယ်တကယ်လို့တထုံလုံးငါပေးရင်လည်းငါမစားဘူးခွေးပဲလှူမယ်ဘာဖြစ်လို့တော့မေးလိုက်တော့ငါမစားလို့ငတ်ရင်ဒီတနတ်ပဲညနေငါတငယ်ချင်းစီရောက်ရင်စားဒီခွေးမှမစားရတာတော်တော်ကြာလောက်ပြီတဲ့ပိန်ချုံအမျိုးသားကဖွင့်လိုက်တော့ဟာထမင်းကလည်းနည်းနည်းလေးကိုင်ငါကအမျိုးသားဆိုတော့ညနေစားရမှာငါခံတယ်ရှိတယ်ညှိသာစားတော့တထုံလုံးပေးတော့မျိုးသမီးကပြောတယ်မောင်ရဲ့တဲ့ကျမဒီလိုအတွေးလေးဝင်နေတယ်ကျမမစားလို့ငတ်ရင်ဒီတနတ်ပဲဒီထမင်းလေးကိုကျမခွေးကြွေးမယ်စိတ်ကူးတာမောင်ခွင့်ပြုရင်ပေါ့ခွေးသွားသရာပြီးမျိုးသားကသူ့မကြွေးမှလည်းကြောက်ရသေးတာလေခွင့်ပြုရင်ပေါ့လို့ပြောလိုက်တော့အမလေးခွင့်ပြုပါတယ်ငါလည်းညီးကသာငါပြန်ပေးငါလည်းအဲ့ဒီခွေကြွေးမလို့စေတနာတွေဖြစ်နေတာစေတနာသွားတူတာနော်ဟာဒါဆိုကောင်းပြီဆိုပြီးစိတ်တူစေတနာတူနဲ့အဲ့ဒီခွေးလေးကိုထမင်းတွေလှူကြခွေးလေးစားတာကြည့်ပီတိတွေဖြည့်ပြီးတော့နေကြအဲ့ဒီကနေရှေ့ဆက်ခရီးသွားညနေဆောင်တော့တငယ်ချင်းစီရောက်တငယ်ချင်းစီလည်းရောက်ကြရောပြိဿဘာဖြစ်တုံးဆိုတော့ဟိုကမေးတယ်ဟာတငယ်ချင်းတို့ဘာလို့လာကြတော့ဘာလို့လာတာနောက်မှမေးပါကွာအယောင်းဝင်နဲ့လာတဲ့သာမှတ်လိုက်တော့တို့ထမင်းကျွေးသားဗိုက်စာလို့ဆိုထမင်းကျွေးထမင်းစားလို့ပြီးတော့ဘယ်တော့မင်းတို့ကထမင်းစားလို့ပြီးရောင်းမဲ့ကုန်ပစ္စည်းကဘယ်မှာတော့ဟာဆိုတော့စာရွယ်ကြီးထုတ်ပြဟင်ဒါမင်းတည်ထားတဲ့ဖရာတွေကြောင်းတွေတစောင်းတွေပြတ်တတ်တွေငါနဲ့ဘာဆိုင်လို့ဒီအလှူတွေလာရောက်တာပဲဟောဗျာအလှူရောက်တယ်မကြဘူးမကြဘူးဒီတကကြားဘူးသာမှတ်လိုက်ကွာအလှမင်းဘယ်လိုလုပ်ရောက်မှာတော့ဒီလိုလုပ်မယ်တဲ့ချိန်ဝင်တစ်ခုကိုအလဲကောင်ချိတ်တယ်ပြီးတော့တစ်ဖက်ကငွေထက်တစ်ဖက်ကကုသိုလ်ထက်ကုသိုလ်နဲ့ငွေညီတဲ့အချိန်ဟာဒါမင်းတန်ဖိုးဖြတ်တာပေါ့ကွာကောင်းပြီဆိုပြီးတော့အဲ့ဒါငွေထုတ်ယူတယ်ပြီးတော့ချိန်ဝင်တစ်ဖက်တည်းထက်ငွေထုတ်ကလေးပြီးဇောက်ထိုးကြီးအောက်ကိုကြားဟိုဘက်ကကုသိုလ်ထဲ့မဲ့ဟာကအပေါ်မှာမြောက်နေမယ်ပေါ့ထဲ့ကွာမင်းပြုတဲ့ကောင်းမှုတွေဆိုတော့ထဲ့လိုက်တာကြောင်းဆောက်တဲ့ကောင်းမှုကြီးထဲပါ၏မလုတ်ဘူးတဲ့ချိန်ဝင်ကဟုတ်လားဖယားတဲတဲ့ကောင်းမှုထဲပါ၏မလုတ်ဘူးလမ်းပြင်တဲ့ကောင်းမှုထဲပါ၏မလုတ်ဘူးထဲလိုက်တာကောင်းမှုတွေသာပြည့်တဲ့စိတ်ရင်းနဲ့ကုံသွားရောငွေဒုက္ခပဲနိုင်တယ်ကုသိုလ်လှုပ်ကိုမလုတ်ဘူးတဲ့ထဲကောင်ထဲမင်းနောက်ထပ်ထဲစရာကြံသေးလားပြီးတော့မကြံတော့ဘူးကွာငါစင်းရင်တော့ကုံသွားပြီဆိုတော့မျိုးသမီးကဝင်ပြောမောင်ရဲ့တဲ့မောင်နဲ့ကျမလမ်းမှာခွေးပိန်မာလေးကိုစိတ်တူစေတနာတူနဲ့လှူခဲ့တဲ့ကောင်းမှုစင်းလေးမပါဘူးလားဟာမေ့နာဟုတ်သားစိတ်တူစေတနာတူနဲ့ခွေးလှူတဲ့ကောင်းမှုထဲပါဤခမရဆိုထဲတော့အဲ့ဒီမှာငွေတုပ်ကြီးကမြောက်တက်သွားဟဲကောင်မင်းငွေထက်လဲကုသိုလ်ဒုက္ခလေးပြီးအောက်နစ်ကြထဲလဲဒီတိုင်းနောက်ဆုံးတော့ပြိဿဘယ်လိုလုပ်ကြတော့မေးကြိုက်ကွာမင်းခွေးကျွတ်တဲ့ကုသိုလ်တော်တော်လေးပဲဂရေ80နဲ့တန်ဖို့ဖြတ်မချိန်ဝင်လဲထဲလို့နေရာမရှိဘူးဂရေ80ပေးမယ်ဆိုပြီးတော့ခွေးကျွေးတဲ့ကုသိုလ်ကဂရေ80တန်ဖို့ရသွားတယ်